ဟုတ်ကဲ့ပါရှင်အဓိကတော့ပေါ့နော်ဒီဂျပန်ဘာသာစကားကိုတော့အဓိကထားပြီးတော့ကြိုးစားထားစီကြမှာရယ်ဘာဖြစ်လို့လဲဆိုတော့ဘာသာစကားရနေလို့ရှင်အခွင့်အရေးတွေကများရယ်ပေါ့နော်နောက်ပြီးတော့ကိုကအမှန်တကယ်ဂျပန်နိုင်ငံမှာကျောင်းတက်ရှင်တဲ့သူလည်းဖြစ်တယ်နောက်ပြီးတော့ကုန်ကြစည်အတွက်နည်းနည်းစိုးရိမ်နေတဲ့သူဒါဆိုလို့ရှင်ဖြစ်တယ်ဆိုလို့ရှင်ပေါ့နော်ညီမကတော့ဒီ newspaper scholarship ကိုတော့ join ကြည့်စီကြမှာရယ်နောက်ပြီးတော့ကိုကဒီ newspaper scholarship ကို join ချင်တယ်တေးသေးချာချာလေးလည်းတခြားနားမလည်သေးဘူးပေါ့နော်ဆိုတဲ့သူတွေအတွက်တော့ညီမကဒီဆီမီနာထိုကျိုလေးကပေါ့နော်ဒီကျင်းပပေးရဲ့ဆီမီနာပွဲလေးရှိတယ်အဲ့တော့ညီမကဒီဆီမီနာပွဲလေးကိုလည်းညီမကတက်ရောက်စီချင်ပါတယ်ကိုကဆီမီနာပွဲတက်မှသာပေါ့နော်ဒီ newspaper scholarship ရဲ့အသာချက်တွေကိုလည်းသိရမယ်အပြင်ပေါ့နော်ကိုကအမှန်တကယ်ဒီအလုပ်ကိုလုပ်နိုင်ပါမလားဆိုတာလည်းကိုကိုပို့ပြီးတော့သိလာမယ်လို့ညီမထင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဆီမီနာလေးတွေလည်း try ပြီးတော့မှကိုနဲ့အဆင်ပြေရဆိုလို့ရှင်တော့အခု newspaper scholarship ကိုတော့ join စီချင်ပါတယ်ရှင်ဟုတ်ကဲ့နောက်ပြီးတော့ပေါ့နော်အခုနောက်ပိုင်းမှာပေါ့နော်အရန်ပေါ့စိတ်ချရတဲ့ agency ရှိဖို့ဆိုတာလည်းတကယ်အရေးကြီးရပေါ့နော်ကိုတက်နေတဲ့ agency ကအမှန်တကယ်ဂျပန်နိုင်ငံကိုပို့ပေးနိုင်တာအရှိမရောက်သွားတဲ့သူတွေကရောအဆင်ပြေနေရလားဆိုတော့အရာတွေကမှအစားပေါ့နော်ကိုကသိရှိထားဖို့လိုတယ်အဲဒါကြောင့်မလို့ခုလိုမျိုးယုံကြည်စိတ်ချရတဲ့ထိုဖြော်လင်းနဲ့ချိတ်ဆက်ပြီးတော့မှပေါ့နော်ဒီဆွေးနွေးတရားလေးဆွေးနွေးတိုင်ပင်ပြီးတော့မှကိုရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ပြီးတော့ပေါ့နော်ဂျပန်အမြန်ဆုံးရောက်ရှိနိုင်မယ်လို့လည်းညီမမျှော်လင့်ပါတယ်ရှင်